ဖခင်ဖြစ်သူမှာတမီးရင်ဖြစ်သူအသက်73နှစ်ခလီမလီနဲ့အသက်15နှစ်ခလီမလီ2ယောက်ကိုတာမယာအဖြစ်ပေါင်းသင်းဆက်ဆံခဲ့တဲ့ဖြစ်ရက်တမီးဖြစ်သူအသက်15နှစ်ခလီမလီပြောပြတာကသူတို့မိသားစုကကမ္ဘောဒီးယားနိုင်ငံကနေထိုင်းနိုင်ငံမှာအလုပ်လာလုပ်တာလာတော့ကတော့ကမ္ဘောဒီးယားနိုင်ငံမှာအသက်73နှစ်ခလီမလီကကြံနေခဲ့တယ်သူတို့ထိုင်းနိုင်ငံမှာအလုပ်လုပ်ပြီးနည်းနည်းကြာတော့မိခင်ဖြစ်သူကကမ္ဘောဒီးယားနိုင်ငံမှာကြံနေခဲ့တဲ့အသက်73နှစ်ခလီမလီကိုတော့ပြန်ခေါ်ခဲ့တယ်မိခင်ဖြစ်သူတမီးအငယ်ကိုတော့ပြန်ခေါ်နေတဲ့အချိန်မှာအသက်15နှစ်ခလီမလီကဖခင်ဖြစ်သူနဲ့အတူကြံနေခဲ့တဲ့မိခင်အဲ့လိုတော့ပြန်ခေါ်နေတဲ့အချိန်ဖခင်ဖြစ်သူအလောက်ကပြန်လာပြီးအရက်တွေမူးလာတော့တမီးဖြစ်သူအသက်15နှစ်ခလီမလီကိုတာမယာအဖြစ်ပြုကျင့်ခဲ့တယ်တမီးဖြစ်သူကလည်းဖခင်ဖြစ်သူကိုကြောက်တော့ငြိမ်ခံနေခဲ့တဲ့ဘသူ့ကိုမှလည်းမပြောပြရဲခဲ့ဘူးမိခင်ဖြစ်သူတမီးငယ်ကိုခေါ်ပြီးပြန်လာတော့လေဖခင်ဖြစ်သူကသူ့လုပ်ရက်တွေကိုမပြင်းမဲ့မူးလာတော့တမီးအငယ်ကိုပါတမီးကြီးကိုလှုပ်ခဲ့တယ်လို့မျိုးလှုပ်ဖို့ကြိုးစားတယ်တမီးကြီးကိုလှုပ်ခဲ့တော့ကတော့မိခင်ဖြစ်သူကမသိခဲ့ဘူးတမီးကြီးကလည်းမပြောပြခဲ့ဘူးတမီးငယ်ကိုလှုပ်မဲ့ချိန်မှာမိခင်ကတိသွားတော့တားခဲ့တယ်တားလို့ဆိုပြီးဖခင်ဖြစ်သူကမိခင်ဖြစ်သူကိုတဲ့အဲ့လိုပြီးအခန်းမီးပါဖွင့်ပြီးအသက်73နှစ်ခလီမလေးကိုမိခင်ဖြစ်သူရဲ့ရှေ့မှာအဲ့လိုလှုပ်ခဲ့တယ်မိခင်ဖြစ်သူကတိမခံနိုင်တော့ပဲတမီး2ယောက်ကိုခေါ်ပြီးထိုင်းနိုင်ငံမင်ဘူလီမြို့ရဲ့ရဲစခန်းကိုတွားပြီးအမှုဖွင့်ခဲ့တဲ့ရဲတွေကဖခင်ဖြစ်သူကိုမေးတော့အစားကတော့ဝန်ခံခဲ့ဘူးရဲတွေအတင်းကျပ်စစ်မေးတော့မှအမှန်တိုင်းဝန်ခံခဲ့တယ်ဖခင်ဖြစ်သူပြောတာကသူမူးလာပြီးအသိစိတ်လွတ်သွားလို့ပြောတယ်သက်ဆိုင်ရာရဲတွေကတော့ဖခင်ဖြစ်သူကိုတတ်ငယ်မရိမှုနဲ့လူသားမဆန်မှုတို့နဲ့ထောင်ထဲ20ချမှတ်ခဲ့တယ်